application ရေးနေတဲ့ developer တွေ web developer တွေအနေနဲ့ကိုရေးထားတဲ့ website တွေကိုဒီ monitoring လုပ်နိုင်တဲ့ system တစ်ခုဖြစ်တဲ့ Uptime Robots ဆိုတာလေးကိုဒီနေ့မှာမျှဝေပေးသွားခြင်း Uptime Robots ရဲ့အခြား alternative တွေဘယ်လိုပြောမလဲ self hosting ပေါ့နော် open source project လုပ်ပြီးတော့မှရင်ကိုယ်ပိုင် server တွေပေါ်မှာသို့မဟုတ်ကိုယ့်ရဲ့ဒီ computer တွေပေါ်မှာတင်ထားပြီးတော့မှရင်သုံးလို့ရတဲ့ alternate tools တွေကိုကျွန်တော်တွေ့တယ်ဒါပေမဲ့ဒီဟာတွေက beginner တွေတို့ကလိုက်ပြီးတော့ setup လုပ်ရတာတွေကထင်လောက်မလွယ်ဘူးမယူရှင်ပေါ့နော်အဲ့တော့ဒါတွေက barrier ဖြစ်ပြီးတော့မှရင်မသုံးဖြစ်မှာဆိုတဲ့အတွက်ကျွန်တော်ဒီဟာတွေကိုကြော်ခဲ့တယ်အဲ့တော့ဒီမှာအလွယ်သုံးလို့ရတဲ့ဟာလေးကိုမျှဝေပေးလိုက်တယ်ပေါ့ဗျာအဲ့တော့ Uptime Robots လို့ခေါ်တယ်သူကိုတွားပြီးတော့ register and login လုပ်လိုက်ပါဘာမှသိပြီးတော့ခက်ခဲမရှိဘူးအဲ့တော့သူ့ရဲ့ pricing နဲ့အကြောင်းလေးကိုဒီမှာတစ်ချက်သွားပြီးတော့ကြည့်လိုက်ကြမယ်ဆိုတော့ per month ကဒီမှာဆိုလို့ကြဆိုရင်ကျွန်တော်တို့$9စားတယ်$29 $54ဆိုတော့ဒါလည်းပဲဒါတွေမိထားလို့ရတယ်ကျွန်တော်ပုံမှန်အားဖြင့်တော့free version နဲ့ပဲကျွန်တော်တို့အလုပ်ဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ drawback ကဘာရှိလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ website ကို monitoring လုပ်တာက9မိနစ်တစ်ချိန်ပဲရတယ်ပေါ့ဗျာဒီကြားထဲမှာ3မိနစ်2မိနစ်မှာ site down သွားလို့ရှိရင်ကျွန်တော်တို့ဒါမသိနိုင်တဲ့အတိုင်းအတာမျိုးလေးရှိတာပေါ့နော်အဲ့တော့โอเคเนาะအဲ့တော့ကျွန်တော်ဒီမှာ dashboard တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ new ဆိုတာလေးကိုနှိပ်လိုက်ပါโอเคဒီမှာ https ဆိုပြီးတော့ကျွန်တော်တို့ရဲ့ URL ထည့်ပေးရမယ်ကျွန်တော်ဒီမှာနမူနာပြဖို့အတွက် website တစ်ခုကိုယူထားပါတယ် and then create monitor ဆိုပြီးတော့နှိပ်လိုက်ပါโอเค monitor creator ဆိုပြီးတော့မှရင်ဒီ website ကကျွန်တော်တို့ရဲ့ dashboard ထဲမှာပေါ်လာပြီဖြစ်ပါတယ်ကျွန်တော်တစ်ချက် refresh ဆွဲကြည့်လိုက်ပါမယ်โอเคเนาะသူစတင်ပြီးလုပ်လာဆိုတော့ကျွန်တော်10မိနစ်လောက်တော့ခဏဆောင်ပေးရမယ်Okay now it is up and running ပေါ့နော်ခုဆိုရင်တော့သူကစတင်ပြီးတော့အလုံးလုံးနေပြီဖြစ်ပါတယ်9မိနစ်တကြိမ်ကျွန်တော်တို့ရဲ့ site ကို auto version ဆွဲမယ်ဆွဲပြီးတော့တကယ်လို့ကျွန်တော်တို့ရဲ့ site ကသာ down နေခဲ့မယ်ဆိုရင်ကျွန်တော်တို့ register လုပ်ထားတယ်ကျွန်တော်တို့ရဲ့ email မှာnotification ပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီ email ကိုသာဘယ်လိုပြောမလဲကိုက double တယောက်ဖြစ်လာပြီဆိုလို့ရှိရင်တော့ email ကဒီ email မှမဟုတ်ဘူးเนาะကျွန်တော်ဒီ slash သုံးတာရှိတယ်အခြား social channel တွေသုံးတာရှိတယ်ဆိုတော့ဒီမှာကတော့ကျွန်တော်တို့ free version မှာ email ပဲရတာဖြစ်တဲ့အတွက် email ကိုတော့ကျွန်တော်တို့ဒီ notification တွေ on ထားဖို့လိုတယ်တခုခုဆိုရင်ကျွန်တော်တို့ကအတန်ကြားရင်စစ်ကြည့်ပေးဖို့လိုတယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ site က down နေလားကျွန်တော်တို့ရဲ့ web service က down နေလား web service down နေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ application က down နေမယ်ပေါ့ဗျာစသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့တခါတည်း follow လိုက်ပြီးတော့မှလိုအပ်တဲ့ maintenance တွေကိုလုပ်လို့ရတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ tools လေးက free tools ဖြစ်တဲ့အတွက်အားလုံးနဲ့လိုက်ပြီးတော့မှသုံးရတာအဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်ဒီ status လုပ်ရတာလွယ်ကူတဲ့ဒီ free and open source ဒီ Uptime Robot ပုံစံတူပေါ့နော်ဒါမျိုး tools လေးတစ်ခုကိုလည်းကျွန်တော်ဒါမျှဝေပေးဖို့အတွက် develop လုပ်နေတာရှိပါတယ်ဒါလေးပြီးသွားရင်လည်းကျွန်တော်ရဲ့ဒီ page မှာလာပြီးတော့ကြော်ညာပေးပါမယ်အဓိကကတော့ beginner friendly ဖြစ်ဖို့ပေါ့နော်ဆိုတော့ status လုပ်ရတာလွယ်လွယ်ကူကူနဲ့အသုံးပြုနိုင်မဲ့ open source tools အနေနဲ့ကျွန်တော်ရေးနေတာလေးရှိပါတယ်ဒါလေးပြီးသွားလို့ရှိရင်လည်းကျွန်တော်ရဲ့ page မှာမျှဝေပေးပါမယ်အဲ့တော့နောက်ထပ်အသစ်သော video တွေကြည့်ဖို့အတွက်ကျွန်တော်ရဲ့ page ကို like follow share လုပ်ပြီးတော့မှကူညီပေးဖို့တောင်းဆိုပါရစေ okay thank you